ကောင်းဆုံးမြေဩဇာရွှေတိငွေတိရွှေတိငွေတိအကောင်းဆုံးမြေဩဇာမြင်ရတာကြည်နူးစရာတို့တောင်သူစပါးဆိုင်ခင်းနေရွှေအောင်စပါးတွေဝင်လို့ဝါရွှေတိငွေတိရွှေတိငွေတိအကောင်းဆုံးမြေဩဇာရွှေတိငွေတိရွှေတိငွေတိအကောင်းဆုံးမြေဩဇာအကြီးသွေးမှာတကယ်ကောင်းတာသီးနှံတွေအထွက်တို့လို့ရာသီဥတုပိုးမွားတန်ခဏရွှေတိငွေတိရွှေတိငွေတိအကောင်းဆုံးမြေဩဇာရွှေတိငွေတိရွှေတိငွေတိအကောင်းဆုံးမြေဩဇာအပင်တန်ကားစပါးထွက်တို့ကိုပျက်စီးနေတဲ့မြေစီလွှာပြောစမ်းပါအောင်ဗျာရွှေတိငွေတိဒိုးလို့မိုက်နဲ့ဂျက်ဆန်လေးကိုသုံးလိုက်ပါသုံးပြီဗျာရွှေတိငွေတိကောင်းချက်ကတော့လက်တွေ့ပဲဗျို925အစင်အားထား